Hello အားလုံးပဲမင်္ဂလာပါရှင်ဖြူသက် Diary Fish မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဖြူဒီတစ်ခေါက်မျှဝေပေးချင်တာလေးကတော့ဟင်းချက်ဖို့အချိန်သိမ်းများတဲ့သူတွေအတွက်တူနာငါးတစ်တာဘူးလေးရှိုံနဲ့လွယ်ကူမြန်ဆန်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့တူနာစနက်လုံးလေးကိုမျှဝေပေးချင်ပါတယ်တူနာငါးတက်တာဘူးတွေကို City Map Marketplace GNG တို့မှာအလွယ်တကူဝယ်ယူရရှိနိုင်တယ်။ဒါမဲ့တတိထားမှာတော့တူနာငါးတက်တာဘူးမှာ2မျိုးလာတယ်။တူနာ in oil ပေါ့နော်။စီထဲမှာစိန်ထားတဲ့ငါးနဲ့တူနာ in brine ဆိုတဲ့ဒီရေထဲမှာစိန်ထားတယ်ဆိုပြီးတော့2မျိုးလာတယ်။ကိုက healthy လုပ်မယ်ဆိုတော့စီထဲမှာစိန်ထားတဲ့တူနာငါးတက်တာဘူးမဝယ်ဘဲနဲ့ brine ပေါ့ဒီအရေထဲမှာစိန်ထားတဲ့တူနာငါးတက်တာဘူးလေးကိုတေချာလေးဒီ instruction လေးကိုဖတ်ပြီးတော့ဝယ်ဖို့အတွက်ပြောချင်ပါတယ်။ပါဝင်ပစ္စည်းအနေနဲ့ရေခဲတောင်ဆလတ်မုံလာဥနီချယ်ရီတိုမတ်တိုခရမ်းရောင်ကော်ပီတို့နန်းနန်းပင်သခွားသီးငရုတ်သီးစိမ်းပြောင်းဘူးကြက်သွန်နီဆလတ်ရွက်လီမွန်တို့ကိုသုံးထားပါတယ်တခြားကိုကြိုက်နှစ်သက်တဲ့အသီးရွက်တွေကိုသုံးပေးလို့ရပါတယ်အခုဆလတ်လုပ်ဖို့အတွက် dressing အနေနဲ့ကြတော့ဖြိုးကဒီနှမ်းပေါ့နော်နှမ်း dressing လေးကိုသုံးပါတယ် dressing ကကြတော့အများကြီးသုံးရင်လည်း healthy မဖြစ်ပါဘူးသူ့ထဲမှာတခြားပါဝင်မှုတွေ mayonnaise တွေပါတာအရင်များတဲ့အတွက်ကြောင့်မလို့အနံ့ရဲ့အရသာတွေပါတယ်ဆိုရုံလေးပဲသုံးပြီးတော့စားသုံးရင်ပို့ပြီးတော့ healthy ဖြစ်စေတယ်တန်လင်းစီသုံးပါမယ်နှမ်းရဲ့စားရဲ့ငရုတ်ကောင်းလေးတွေထည့်ပြီးတော့သုံးပါမယ်အခုဒီ tuna in brine လေးကိုတူနာတွေကိုအရေတွေကနေဖယ်ထုတ်လိုက်မယ်ဒီအရေတွေကိုမသုံးပါဘူးဒီအရေတွေကအရန်ငန်တဲ့အတွက်ကြောင့်မလို့ငါးတွေကိုစစ်လိုက်မယ်လီးထားတဲ့ဆလတ်ရွက်လေးတွေကိုအရင်ဆုံးထည့်လိုက်မယ်ပြီးရင် ice bag ဒီရေခဲတောင်ဆလတ်လေးတွေထည့်ပါမယ်ပြီးရင်ကြက်သွန်နီလေးတွေထည့်မယ်မုံလာဥနီထည့်ပါမယ်ခရမ်းချင်သီးလေးတွေထည့်မယ်ဂေါ်ပီတုပ်လေးတွေထည့်မယ်ပြီးသခွားလေးတွေထည့်ပါမယ်ပြောင်းဘူးနောက်ဆုံးအနေနဲ့တူနာငါနန်းနန်းပင်လေးထည့်မယ်တန်လင်းစီနှစ်စွန်းထည့်ပါမယ် dressing မင်းစားစွန်းတစ်စွန်းထည့်ပါမယ်တုတ်တဲ့ချိန်မှာတအားကြီးပေါ့နော်ခောက်ဆွဲတုတ်တို့ဘာလို့တုတ်တယ်လို့မျိုးတအားကြီးနေစရာမလိုပါဘူးအရင်အရွက်တွေကြေသွားမှာဆိုတဲ့အတွက်ကြောင့်မလို့ဖြည်းဖြည်းချင်းစီပဲလှည့်ပြီးမယ်တံမြာသီးလေးညှစ်ပါမယ်တံမြာသီးညှစ်ပြီးရင်ပြန်ပြီးတော့နှံဝအောင်နေပြီးထားမယ်တုပ်ပြီးသားပြီဆိုတော့နောက်ဆုံးအနေနဲ့ငရုတ်သီးစိမ်းလေးထည့်ပါမယ်အပေါ်ကနေနှမ်းအမဲလေးဖြူပါမယ်နန်းနန်းပင်လေးထပ်ပြီးတော့အုပ်လိုက်မယ်ဒါဆိုရင်စားလို့ကောင်းတဲ့တူနာဆလတ်လေးရပါပြီတူနာဆလတ်လေးရပြီဆိုရင်ကိုကြိုက်နှစ်သက်တဲ့ပါမုံချပါတီပလာတာတို့နဲ့တွဲဖက်ပြီးတော့စားသုံးလို့ရပါတယ်sandwich လေးလုပ်မယ်ပါမုံလေးယူလိုက်မယ်ဆိုတော့ရေခဲတောင်ဆလတ်လေးကျန်တာလေးကိုခင်းထားလိုက်မယ်တူနာဆလတ်လုပ်ပြီးသားလေးတွေကိုဖြန့်ပြီးတော့ထည့်လိုက်မယ်ပေါ်ကနေပါမုံတစ်ချက်ပြန်ပြီးတော့အုပ်လိုက်မယ်ဒီတစ်ခေါက်ကျတော့ပလာတာလေးနဲ့ထည့်လိုက်ပြီးတော့စားမယ်ခုဆိုရင်လွယ်ကူမြန်ဆန်ပြီးကျမကြီးနဲ့ညွတ်တဲ့တူနာဆလတ်လေးလောက်တက်သွားပြီဆိုတော့အားလုံးပဲအိမ်မှာတူနာဆလတ်လေးကိုကောင်းမွန်စွာသုံးဆောင်နိုင်ကြပါစေရှင်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်